ချုပ်ရန်ကောင်းတယ်သူတော့ချုပ်လို့မရတာဒီတပွဲတော့အဲ့လောက်ထိမဝေဖန်ရဲတော့ကျွန်တော်ထင်ပါဖြစ်ဆိုဂျပန်ကောင်အချုပ်ရန်ကောင်းကျွန်တော်သိရတယ်ကျွန်တော်ကြည့်ရသူ့ကိုလည်းဝင်ချုပ်လို့မရဘူးဆိုတော့ဗန်လုတ်ပြသွားတာအရန်ကောင်းတယ်အနေကခပ်ပါနဲ့မထိုက်တန်ပါဘူးဘာညာနဲ့သူ့ပြောနေတဲ့အချိန်မှာသူအရန်လုတ်ပြသွားနိုင်ခဲ့တယ်ဆိုတော့ဒီပွဲထက်ကောင်းတာမရှိတော့ဘူးတက်သူငယ်လည်းငယ်တယ်တက်လာခဏလေးနဲ့ဘူးဆိုသူရသွားတာလေ UFC မှာလို့မရှိဘူးလေသူကပထမဆုံးပဲသူ့အခုချိန်မှာမချီကျူးလို့မရတော့စကားပြောဖြစ်ပါတယ်ကိုအောင်လာတို့ဗန်နဲ့လည်းပြောဖြစ်ပြီးခဲ့တဲ့ပွဲတုန်းလည်းသူ့ပြောတယ်သူ့ကိုလည်းချီကျူးတယ်ပြီးတော့လည်းသူ့ကိုလည်းခုနလိုပဲကျွန်တော်သူ့ support တော့ပေါ့နော် support ရယ်ဆိုတာကျေးဇူးပဲလို့ကျွန်တော်အိမ်မက်တဖန်ပြန်ပြီးတော့နိုးလာမရက်တန့်အောင်သူ့ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်ကျွန်တော်အဲ့လိုမျိုးဟိုစိတ်ခွန်အားကိုပြန်ပြီးတော့ဖြစ်စီတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ဆိုတော့အဲ့ဒီဟာလည်းသူ့ကလည်းပြောပါတယ်ငါနေလုံနိုင်တယ်ဆိုတော့ငါတို့တွေအနာဂတ်ကလေးတွေအတွက်စိတ်အဲ့လိုမျိုးပေါ့နော်ဖြစ်ဖို့ကျွန်တော်တို့ကြိုးစားပြရမယ်သူပြောတယ်ဆိုတော့အဲ့လိုမျိုးပေါ့ကိုအောင်လာကကျွန်တော်ပွဲပြီးလို့ရှိရင်တော့သူနဲ့အများအားပွဲပြီးတဲ့အကြောင်းတုံးသက်ချက်ကိုရဲ့ပြိုင်ပွဲကဘယ်လိုလဲဆိုတဲ့အရာပြောဖြစ်တာပုံများတယ်ပွဲကြည့်ဖြစ်တာပေါ့ပထမဆုံးပွဲမှာကကျွန်တော်လည်းတချီမပြည့်ခါကျွန်တော်လူတွေရဲ့ဝေဖန်ခံရတာပေါ့နော်သူ့ဒါပေမဲ့ဒါတွေကသူ့ရဲ့ကြိုးစားမှုတွေရဲ့သူ့ရဲ့အဲ့လိုမျိုးတွေကြောင့်ပေါ့အခုဒီပွဲမှာသူအရန်လုတ်ပြသွားနိုင်ခဲ့တယ်ဆိုတော့ဒီပွဲထက်ကောင်းတာမရှိတော့ဘူးသိမလားသူများသူ့အရန်အနေကခပ်ပါနဲ့မထိုက်တန်ပါဘူးဘာညာနဲ့သူ့ပြောနေတဲ့အချိန်မှာသူလုတ်ပြသွားတာတွေကဟိုကောင်ဘာမှလုပ်လို့မရဘူးလေဆိုတော့ကျွန်တော်အဲ့ဒီဖះကြောင်တော့မတည့်ဘူးအဲ့မှာထိုင်ဆောက်တာဆိုတော့အရန်ကိုချီကျူးတယ်သူ့ရဲ့ကြိုးစားအားထုတ်မှုတွေသူ့ရဲ့တကယ်ဘယ်လိုပြောအပြောမဟုတ်ဘဲနဲ့တကယ်လက်တွေ့တက်တည်ပြတဲ့ဟာတွေသူ့အရန်ကြိုက်တယ်ကျွန်တော်လည်းလက်တွေ့ပြရတာကြိုက်တဲ့မျိုးဆိုတော့သူ့ပုံစံလည်းကျွန်တော်တအားကြိုက်ပါတယ်ဘယ်ဆိုလဲဒါတော်တော်ဝေဖန်ခံရတယ်ဒီကစားသမားတွေချင်းချင်းကိုဘယ်တော့တိခဲ့လားမြင်ခဲ့လားတိခဲ့မြင်ခဲ့လားဆိုတိတာပေါ့အဲ့ဒါတော့ကျွန်တော်ထင်တာကတော့သူတို့ကတချို့ကကျတော့ wrestling ပိုင်းမှာလည်းတာတယ်တချို့က stand fight မှာလည်းတာတယ်ဆိုတော့သူက wrestling ပိုင်းမှာနည်းနည်းတော့အားနေမှကျွန်တော်အချုပ်ပိုင်းမှာပေါ့နော်ဆိုတော့သူတို့ကပြောချင်တာကဘယ်နေရတဲ့ဟိုကလည်းဘာမှလည်းအာဇာသမားဆိုဆွဲဆောင်တိုက်ရမယ်လို့ဘာညာလို့သူပြောတယ်ဒါပေမဲ့ तू ကဒါမတောက်ထားလိုက်တော့ဒါပေမဲ့ तू လာချုပ်လို့မရဘူးလေတင်မလားအတတ်တစ်ခုပဲကိုသွားလုံးလို့မရလေကိုကကွယ်တလည်းရရမလဲဟုတ်တယ်ဟုတ်ဆိုတော့အခုဂျပန်အချုပ်ရန်ကောင်းတယ်သူ့သွားချုပ်လို့မရတာဆိုတော့ဒါတွေကအရင်တုန်းကတော့သူများသူ့ပို့ပြီးဝင်ခံပါအဝေးဖန်ပါတယ်ဒီတပွဲတော့အဲ့လောက်ထိမဝေဖန်ရဲတော့ကျွန်တော်ထင်ပါဖြစ်ဆိုဂျပန်ကောင်အချုပ်ရန်ကောင်းကျွန်တော်သိရတယ်ကျွန်တော်ကြည့်ရသူ့ကိုလည်းဝင်ချုပ်လို့မရဘူးဆိုတော့ဗန်လုတ်ပြသွားတာအရန်ကောင်းတယ်ဘလို့ပဲဖြစ်အာဇာသမားဆိုအနိုင်ဖို့ပြီးတော့ကိုယ့်ရဲ့အားသာချက်ကိုတွားဖို့တာအကောင်းဆုံးပဲလေဟုတ်တယ်ဟုတ်ကိုကဒါအားသာချက်မဟုတ်ဘဲနဲ့ကိုကတွားပြီးတော့သူများငါ့ကိုပြောလို့ဒီဟာတော့ကိုတွားကြည့်ဆိုင်လို့မရအောင်လေသူလုတ်ပြသွားရန်ကောင်းသူ့ပဲထောက်ခံတယ်သူများပြောတာသူ့မနာလို့ပြောတော့ဖြစ်တက်သူငယ်လည်းငယ်တယ်တက်လာခဏလေးနဲ့ဘူးဆိုသူရသွားတာလေ UFC မှာလို့မရှိဘူးလေသူကပထမဆုံးပဲတက်ငယ်ဆိုတော့အိုးသူအခုချိန်မှာမချီကျူးလို့မရတော့ဟုတ်တာပေါ့ဒါတွေကတော့သူနဲ့အရန်ထိုက်တန်တာပေါ့အခုအရင်တော့သူများသူပြောတယ်โอเคပွဲကတော့တမနစ်မပြောတရှိမပြေလို့သူများပြောဆိုတာโอเคထားလိုက်တော့ဒါပေမဲ့အခုဒီပွဲမှာတော့သူနဲ့မထိုက်တန်မှုသူများပြောတဲ့လူကတော့မနာလိုမှုတွေဟိုဟာတွေပဲများသွားတယ်သူနဲ့အရန်ထိုက်တန်တယ်သူနဲ့ကိုထိုက်တန်လို့သူရနေပြီဒီပွဲမှာတော့သူကောင်းလေးတက်တည်ပြခဲ့ပြီဆိုတော့ကျွန်တော်တော့သူ့အရန်ချီကျူးတယ်ဖိုက်တာတယောက်ကချန်ပီယံရဖို့ခက်ခဲတယ်လို့အဲ့ချန်ပီယံကိုထိန်းထားဖို့ဆိုတာလေဟုတ်ခက်တယ်နော်ရဖို့ခက်ခဲတယ်ဒါပေမဲ့ထိန်းထားဖို့ပိုပြီးခက်ခဲတယ်ဆိုတော့အဲ့ဒီဟာ fighter လောကရဲ့ဟိုဟာပဲရဖို့လည်းခက်ခဲတယ်ဒါပေမဲ့ထိန်းထားဖို့ကပို့ပြီးတော့ဒီရဖို့ထက်ပို့ပြီးတော့ခက်ခဲသွားတယ်ဆိုတော့ဘယ်ရမှမလွယ်ပါဘူးဘယ်ရမှမလွယ်ဘူးသူတို့ဘာပြောချင်လဲဆိုတော့ဟိုဘန်ဟိုကျွန်တော်ဒီကနေပဲဘယ်လိုပြောမလဲအားပေးပြီးဂုဏ်ယူနေရတာပေါ့နော်ပြီးတော့လည်းကျွန်တော်လူတွေရောပြီးတော့တခြားလူငယ်တွေရောစိတ်ခွာတက်စီခဲ့တဲ့အတွက်ကြောင့်မလို့ပြီးတော့ကျေးဇူးအများကြီးတင်တယ်ပြီးတော့ကျွန်တော်ကကျတော့ဘာသာသူလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘာသာရေးပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ကိုဖခင်နဲ့ပို့ပြီးတော့နီးကအောင်ပေါ့နော်စိတ်ပြန်ပြီးတော့ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ကျွန်တော်လည်းဘန်လို့ကြိုးစားမယ်လို့ချန်ပီယံဖြစ်အောင်ကြိုးစားမယ်လို့